ကျွန်တော်အခုတော့အကမိုင်းရောက်နေပါတော့ဒီအကမိုင်းတဝိုက်နားမှာနေတဲ့လူတွေသူတို့ဘယ်စားသောက်ဆိုင်သွားပြီးတော့ဘာမှစားလဲဆိုတော့တစ်ချက်လောက်လေ့လာဆက်စုကြအောင်โอเคနော် let's go So what is your name and where are you from? I'm Plan and I'm from Thailand. Okay. Yeah. So my question is like, what is your most favorite restaurant around here? So my favorite restaurant is called Ringer Hut. It's a ramen Japanese like authentic restaurant. Oh, okay. What was the name? Ringer Hut. Ringahan. Yeah. So what is your menu? So my favorite menu is called, I'm not sure its name, but it's like spicy miso ramen. So it's kind of a bit spicy, but you can ask them to like lower the level of the spice based on like your preference and stuff. Yeah. So the name of the menu is spicy miso ramen. Spicy miso ramen. Yeah. Oh, okay. Is it like the soup, right? It's a miso soup, but like on top it's a spicy with like the sauce, pork sauce, some kinds like that. I'm not sure. Okay. Is it the price reasonable? Oh yeah, it is. It was like not over 200 baht, some kind like that. Okay, I will go and try it. Okay, ကျွန်တော်အခု Ringer Hut ဆိုတဲ့ဆိုင်လေးရောက်ပြီပေါ့နော်။အမှmiso ramen ဆိုတဲ့ဟာလေးစားကြည့်။ Okay. Let's go. Ringer Hut တော့ရောက်ပြီပေါ့နော်။ Ringer Hut ရဲ့ menu ကိုကြည့်လိုက်တော့ Japanese noodle restaurant ramen အဓိကထားပြီးရောင်းတာ။ဆောနာကောင်မလေးပြောတဲ့ menu ကကြတော့ဒီမှာ miso ramen ဆိုတဲ့ဟာလေးဘတ်160တဲ့ဘတ်160နည်းနည်းလေးများတယ်လို့ပြောတယ်များလားနည်းလားတော့ဒါပေမဲ့အစားကြီးမှသိမှာပေါ့နော် Okay miso ramen Okay spicy miso ramen လို့ပြောတယ်ဒါပေမဲ့ဆိုင်ကိုမေးလိုက်တော့ဟိုအဆက်ထည့်ရင်ကိုယ့်ကိုထည့်ပြီးတော့စားပေါ့နော်ဒီမှာအဆက်ထည့်လို့ရတဲ့ဟာလေးကျွန်တော်ကတော့အဆက်မထည့်တော့ဘူးဒီမှာစားအောင်နော်miso okay ဟိုမဲဥတစ်လုံးပါတယ်ဒါကတော့ဗာလဲအဲ့လိုမှုလို့ခေါ်လာမသိဘူးပေါ့နော်ဒီမှာအသားပြားကအသားပြားကတပြားပဲပါတယ်ဒါပေမဲ့နည်းနည်းလေးတော့ကြီးရပါတော့ပြောင်းမှုလေးပါတယ် okay ရေလေးတင်တောက်ကြည့်ပါနော်ဟောနည်းနည်းလေးဆက်ချင်လို့မသိဆက်မစားလို့လားမသိSo good. Miso ကသူ့အရေးကအတော်လေးပဲပေါ့နော်ပုံမှန်တိုင်းဆိုရင်ဂျပန်ဆိုင်တွေမှာ miso soup ကိုမှတောက်ရင်နည်းနည်းလေးပြင်းတယ်ပေါ့နော်ကျိုးဆိုင်တွေကပေါ့တယ်ကျိုးဆိုင်တွေကလေးတယ်ဒီဆိုင်ကခေါက်ဆွဲနဲ့စားတော့ပဲအရေးလောက်ထားပါပေါ့နော်ကျွန်တော်စားလို့ပြီးသွားပြီပေါ့နော် ramen စားနေကြလူအတွက်ဆိုရင်တော့ကြိုက်ကောင်းကြိုက်လိုက်မယ်ကျွန်တော် ramen စားဟိုတစ်ခါလေးမှစားရပါတော့ဒါပေမဲ့ဒီဆိုင်လေးကတော့ကောင်းလို့မှတ်ထားလိုက်မယ် Ringer Hut ramen စားခြင်းနဲ့ဆိုရင်ဒီဆိုင်လေးလာစားမယ် rating ပေးမယ်ဆိုရင်7.5 လောက်တော့ပေးရ okay ဈေးလေးလည်း160ဆိုတာတင်းတင်းရှိရနောက်တစ်ယောက်ထပ်မေးမယ်နောက်ဆိုင်သွားမှာ okay What is your most favorite restaurant around Akamai Donglong here your most favorite restaurant only one restaurant Yeah my most favorite restaurant is Ban Som Tam It's a Thai Thai style okay. The name is Ban Som Ta Ban Som Tam The next question is your most favorite menu what do you want me to order like only one menu If you can eat spicy you can try Som Tam Pu Pala Som Tam Pu Pala Is it correct? Yeah Actually I cannot eat spicy but I will try ကျွန်တော်အခုBan Som Tam ဆိုတဲ့ဆိုင်လေးရောက်ပြီပေါ့နော်သူပြောတဲ့ menu ယူရီးယားစာလေးစားကြည့်မယ်ပေါ့နော်Ban Som Tamကျွန်တော်အခု Ban Som Tam ဆိုတဲ့ဆိုင်လေးရောက်ပြီပေါ့နော်
သူကဒီဇိုင်းကအဲ့လိုမျိုးဟို Eastern အစားအစာတွေကိုအဓိကရောင်းတယ်လို့ပြောတယ် menu တွေကအဲ့လို Eastern food ဆိုတော့အထူးဆန်းလေးတွေပေါ့နော်အဲ့လိုအများကြီးပဲရှိတယ်နည်းဆန်းလေးတွေပေါ့နော်ယူရီးယားစာဆန်းလေးစားခြင်းနဲ့ဆိုရင်ဒီဇိုင်းလေးကကောင်းမဲ့ပုံပဲဈေးလေးလည်းမစိုးဘူးအခုကျွန်တော်မှာလာတာစနကောင်မလေးပြောရဲ menu စွန်တန်ပူပလာဆိုတာအဲ့ဒီမှာခနန်းပါတယ်ငပိပါတယ်နော်နည်းနည်းဆက်မဲ့ထင်တယ်အဆက်တော့ short ထားကျွန်တော်အဲ့လိုတင်မော်ဒီတောင်းကိုငပိထပ်ပြီးတော့လောင်းလိုက်တာငပိအနဲ့တော်တော်ပြင်းတယ်ပေါ့နော်နောက်ပြန်ခနန်းပါတယ်တဲ့ခနန်းကဒီမှာတစ်ဖက်ပါပဲတေးလေးအဲ့လိုမျိုးဒီလိုကြာစံလေးနည်းနည်းထည့်ထားတယ်ခင်းကျင်ဒီလေးတင်မော်ဒီတောင်းလေးပြီးတော့အော်ခနန်းပါသေးရဲ့အောက်မှာအိုးပါတဲ့ကအများကြီးပဲခနန်းလေးပါ3ဘက်လောက်ပါကျွန်တော်အဆက်မစားဘူးနည်းနည်းသူကအဆက်မကောင်းတယ်လို့ပြောပြမယ်အဆက်ပါတယ်ရှော့ထားတယ်ပေါ့နော်နည်းနည်းကြောက်နေညစားတယ်ဟဲ့ဟိုကောင်းတယ်စွန်တန်ပူပလာစားတယ်โอเคဟိုကျွန်တော်ဟုတ်စားတယ်စွန်တန်ပူပလာဒီဆိုင်အချိန်တွေကိုကြည့်တာနဲ့ဒီဆိုင်အချိန်တွေကြည့်ရတခြားစားတော့တွေကောင်းမဲ့ပုံမှာပေါ့နော်ဒါပေမဲ့ तू ပြောတာကျွန်တော်စားတာဆိုတော့ရတာလေးကကောင်းတယ်ကျွန်တော်အဆက်မစားလို့ rating နည်းနည်း short လိုက်မယ်နော် rating 6 out ပေးမယ်တခြားစားတာဆိုတော့ပို့ပြီးတော့တခြားစားတာလေးစားခြင်းပို့ကောင်းမှထင်တယ်အခုဈေးက95ပဲဆိုတော့ဈေးနည်းနည်းလေးအဲ့လိုတန်ပါတယ်ပေါ့နော်စားတော့ဆိုင်အကျယ်ဝန်းနဲ့ကားပါကင်လည်းရှိရဟွာလည်းရှိရဆိုတော့တော်ပြီဆက်တယ်နောက်ဆိုင်တော့မယ်တော်ပြီ So today I'm asking around asking people like what is your favorite restaurant around here I would recommend Gigi's. Hey what do you want me to eat I don't know if you'd like what I like. So I would like the lemon burrata. Yeah But I don't know if you would like it. What is that lemon It's like pasta with anchovies and lemon. Oh really Yeah, it's like really unique. But I don't know if everyone not everyone likes it. Okay so the menu is lemon burrata Yeah. So I'll go and try and eat it Okay ကျွန်တော်အခုနောက်တစ်ဆိုင် Gigi restaurant ဆိုတာရောက်ပြီအဲ့မှာအဲ့ကောင်မလေးပြောရဲစားတော့ဆိုင်ပေါ့နော်သူအီတလီစာပေါ့နော်အဲ့အားလေးမှားပြီးစားကြည့်မယ် Okay Let's go Gigi ရောက်ပြီပေါ့နော် Gigi ဒါအီတလီ restaurant အီတလီစာလေးဆိုင်လေးကဆောင်းမိုက်တယ်ချေးလို့ကောင်းမယ်နော်အခုပဲဈေးလေးကနည်းနည်းများနေ Okayအဲ့တော့ဈေးလေးကနည်းနည်းများတယ်ဆိုင်လေးကကောင်းကောင်းလေးလုပ်ထားတာတက်ရှင်းလေးတက်ရလေးအကမိုင်းတောင်းလုံးနာမှာဆိုတော့အခုသူပြောတဲ့ menu လေးကဒီမှာlemon and burrata 360 Ooh Okay lemon and burrata အဲ့360ဟာဒီစားကြည့်မယ်နော်မှာကြည့်လိုက်အောင်မယ်အဲ့ကြမှာအရသာပေးရတာနဲ့တဲ့မတန်သိအောင်ပြန်ပြောပေးမယ် Okayကျွန်တော်အခုမှာထားတဲ့ဟာလေး lemon burrata လေးရောက်လာပြီပေါ့နော် lemon burrata spaghetti ပဲဒါပေမဲ့ lemon လေးနဲ့ cheese လေးတွေနဲ့ဘာညာဒီကအလကားပေးရဟာတို့ဘာမို့အကျွတ်လေးလိုဟာမျိုးလားမသိဘူးကြီးကြီးမလို့တို့lemon burrata မြည်မယ်တော့ spaghetti ရောအဲ့လိုမျိုးဟိုခင်းကျင်ဒီဆော့ဆော့မပါဘူးသူ cheese နဲ့များလေးနဲ့စားကြည့်မယ်နော်ဒီမှာသူ burrata ဆိုတာburrata ရင်းနဲ့ရောထားလာမှာ
not bad ကောင်းတယ်အရသာလေးကအဲ့လိုပြင်းအဲ့လိုဟိုအီတော့အီရနည်းနည်းအီရအီတော့ဆိုအရင်တော့မဟုတ်ဘူးနော်မအီတဲ့အီလေးပေါ့အဲ့မဲ့ကောင်းတယ်ဟိုစပက်ဂက်တီရောလို့အီလေးကြိုက်တဲ့လူတော့ကတော့ကျွန်တော်ဆိုတော့တပွဲလုံးကောမစားနိုင်ဘူးဘာလို့ဆိုတော့ကျွန်တော်အီကအရင်စားလို့မရဘူးမစားအဲ့လိုအီမကုန်တော့တော့လာဝယ်စားလို့ရအောင်ဒါရအောင်ပုံမှန်ရယ်ကျွန်တော်အခုlemon burrata လေးစားလို့ပြီးသွားပြီပေါ့နော်rating ရပေးမယ်ဆိုရင်တော့ကျွန်တော်ထင်အီတလီစာထဲမှာကောင်းတဲ့ဆိုင်တွေထဲမှာပါတယ်ရတာလေးကမစိုးဘူးကျွန်တော်အီယာလေးမကြိုက်တာလေးတစ်ခုပဲပေါ့နော်rating က 8.5 ပေးမယ်နော်ဒီအလကားပေးထားတဲ့ဟာလေးနဲ့ဒီခန်းကျင်ဒီ sauce လေးကလည်းစားလို့တော်တော်ကောင်းတယ်နော်ဟုတ်ကဲ့ကျွန်တော်အကမိုင်းနဲ့သုံးလွန်နာတစ်ဝက်ကဆိုင်လေးစားတာဒီမှာနေရက်မယ်နော်နောက်ဗီဒီယိုကျရင်တခြားရက်ွက်လေးတွားပြီးစားအောင်မယ်โอเคအဲ့ဒါဆို see you in next video